ရိုက်ဟဲ့ငါစကားပြောမဲ့ချိန်မှာអော်တာတဲ့ဟုတ်ပါလေဟယ်လိုအားလုံးမင်္ဂလာပါဘူးစုလိုအဆမမှာဆွေးနွေးဒီနေ့ညီမငွေ2000နဲ့ညီမြရဲ့ဒီဘတ်150ပေါ့နော်အကျွေးစီးနေတော့ဘတ်150ကနေ့တစ်နေ့ကုန်ဘာစားလို့ရမလဲဆိုတာကိုဆိုတော့ဒီဘလော့လေးခိုက်ပြပါမှာဖြစ်ပါတယ်ဒီမနက်စာကတော့ဒီစက်မှာဝယ်စားရရရှိတယ်လို့ကိုယ့်ကိုအိမ်မှာလှုပ်စားရရလည်းရှိရပါတော့တခါကျညဘက်တည်းကြိုးချက်ပြီးတော့နောက်နေ့မနေ့ကျရင်အဲ့လိုစားတာပေါ့နော်အဲ့လိုဟာလည်းရှိပါတယ်ဒီနေ့တော့ဒါလေးစားဖြစ်ပါတယ်ဂျယ်လီကတော့အများနဲ့တော့မတော့ဖြစ်ပါဘူးကော်ဖီတောက်တာများပါတယ်ဒီနေ့ဗီဒီယိုရိုက်ဟဲ့ငါစကားပြောမဲ့ချိန်မှာអော်တာတဲ့အရှိမဆိုလို့ရှိရင်တော့ရုံးကိုရောက်ပြီးဖြစ်ပါတယ်ဒါဒီလိုတရားပို့ရတော့ဒါကြီးလို့150တဲ့ကနေပြီးတော့ကျန်တဲ့ပတ်စံကိုတစ်ချက်တွက်ပြီးတော့ထမင်းစားချိန်အတွက်ဖယ်နေတာပဲဖြစ်ပါတယ်ဒါကတော့အလုံးမလုပ်ခင်ဟိုလှုပ်တီလို့ရွှေရှောင်လုပ်နေရပါဒါပြီးသားလို့ရှိရင်တော့အပြင်မှာထွက်ပြီးတော့မုတ်စားမှာဖြစ်ပါတယ်ပုံမှန်ကတော့အထဲမှာပဲစားနေကြပါတော့ဒါပေမဲ့ဒီဗီဒီယိုရဲ့မှာဆိုတော့အပြင်လေးကိုထွက်ပြီးတော့စားလိုက်ရပဲဖြစ်ပါတယ်ဒါကတော့ဒီ time မှာရောက်တဲ့စားဖြစ်နေတဲ့7 favorite ဖြစ်ဆုံးမုတ်တစ်ခုဖြစ်ပါတယ်32ပတ်တဲ့နဲ့တော့ bite တော့ဝါပြောရမယ်အလုပ်တွေပါလုပ်ပြီးတဲ့အချိန်မှာတော့ဒါနေ့လေကိုရောက်လာပါပြီအခုတော့ထမင်းစားချိန်ရောက်ပါပြီဒီနားပတ်ဝန်းကျင်မှာကအိမ်ဆိုင်လိုမျိုးထမင်းဆိုင်လေးတွေရှိရပါတော့ဒါစားနေကြဆိုင်နေတဲ့ကတစ်ခုပဲဖြစ်ပါတယ်ပြီးပါပါလေဟုတ်ပါလေဟဲ့တော့ဘေးလိုက်ဥပကထိုင်တော့ထမင်းစားဖို့အတွက်ကိုဘတ်90ပဲယူလာတာဖြစ်ပါတယ်150နဲ့ဇဟိုးလေးပါ300နဲ့ကြက်ကိုတာဘာတစ်ချက်တော့ကောမခဟုတ်လေမြန်မာဝင်တာဒါကစားနေကြတဲကတစ်ခုဖြစ်တဲ့ကိုက်လန်နဲ့စက်သားအဆက်ကြော်ပေါ့နော်စိတ်လည်းပါတယ်နောက်တစ်ခုကစက်သားကြော်အတုံးတုံးလေးယူရဖြစ်ပါတယ်ကဲအဲ့တော့ဒါကတော့စားနေနေဟိုပြောဒီပြောထောက်ကိုင်းအတင်းတုပ်ဘာညာတက်ကပေါ့နော်ကိုစုလိုရဲ့ YouTube channel လေးကို subscribe လုပ်ကတည်ဦးဆိုလို့ရှင်လည်း subscribe လုပ်ခဲ့ပေးပါအောင်เนาะFacebook နဲ့ TikTok ကိုလည်း like share follow လေးတွားလုပ်လို့ရပါတယ်တနင်္လာနေ့ပတ်တိုင်းတော့ဒီလိုမျိုး vlog လေးအသစ်ပေါ့เนาะတင်ပြအောင်ကြိုးစားပြီးတော့တင်နေပါတယ်ဒီဗီဒီယိုလေးကတကယ်တော့ရိုက်ထားတာကဒီငလျင်လှုပ်တဲ့နေ့ကပေါ့နော်ရိုက်ထားတဲ့ဗီဒီယိုလေးပါတင်မတင်အောင်နဲ့အခုတော့ဒီဗီဒီယိုလေးကို edit ဆက်ရင်တလန်နဲ့ဆိုတော့ပြီးအောင်ဆက်ပြီးတော့တင်ဖြစ်လိုက်တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ CCTV footage လေးပါတယ်ဆိုတော့စိတ်ဝင်စားဆိုလို့ရှိရင်အဆုံးထိကြည့်လို့ရပါတယ်ဟုတ်စစ်ပဲ哇，我去哦，上阿爸边去哦，我刚才嘛就是讲啊。他们စားဖို့လောက်မယ်ချင်း90ပဲယူလာပဲမလောက်လို့သူများရှယ်15ဘတ်ချီပြီးတော့ coffee ပဲတောက်လိုက်ပါတယ် coffee ကတော့ဒီဇိုင်းကတောက်နေကြပါတော့အခုတော့ထမင်းစားပြန်နေပါပြီထမင်းစားတာက68 coffee က35ပါဘယ်လောက်ကျန်နေလဲကြည့်မယ်နော်အဲ့ဒီကြည့်တဲ့ဗီဒီယိုလေးမရိုက်ခင်မှာပဲငလင်းလှုပ်သွားတာပေါ့နော်ငလင်းလှုပ်သွားရဲ့ဒါ CCTV footage လေးပဲဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့အနေကနှီးတော့ဝက်ပြန်လိုက်တယ်ပေါ့နော်ရှာပြီးသားလည်းဖြစ်နေတာတကြောင် edit ဆက်ရင်တလန်နဲ့ဖြစ်နေရတဲ့အကြောင်းဆိုတော့ပြီးအောင်လုပ်ပြီးတော့ပဲဒါတင်လိုက်တာပေါ့နော်ဒီ video လေးကိုအဲ့ဒီနေ့ကစမမွန်တို့နေတော့ပြန်ခဲ့ကြပါတယ်ဒါကတော့တနေ့ကုန်မှာ3 ဘတ်ပို့တဲ့ပတ်စံပေါ့နော်ဒီပတ်စံ150မြန်မာငွေ2000ကနေတော့ပဲရပါတယ်ဆိုတော့ကအဆုံးထိကြည့်ပြီးရကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်